မေလ19ရက်နေ့ဝင်တိုက်ဖို့90ရာခိုင်နှုန်းကျော်သေချာနေတဲ့ဆိုင်ကလုန်းမုန်တိုင်းကြီးနဲ့အထူးသဖြင့်ရန်ကုန်မြို့မှာမိုးအရန်ကြီးပြီးမိုးက9လက်မကျော်လောက်ကိုရွာမှာဖြစ်ပြီးရေကြီးရေရှမ်းပြည်သူတွေအသက်အန္တရာယ်ရှိလို့မန္တလေးမြို့အပါအဝင်အသက်အန္တရာယ်ရှိလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ရေးပေါ်မိုးလေဝသသင်ပြချက်ကမ်းမှန်းချက်တွေကိုပြန်လည်သင်ဆက်ပေးပါမယ်ဗျာမေလ14ရက်နေ့ဒီကနေ့နာနဲ့အစောပိုင်းမှာရရှိတဲ့ ECNWF Cyclone Activity Including Genesis ချက်မှာမေလ12ရက်နေ့နာနဲ့ပိုင်းမှာဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေက90ရာခိုင်နှုန်းရှိသွားပြီဖြစ်ကြောင်းမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါရယ်အထက်မြစ်ကလေပွေလိုင်း UACC ကတော့ကပ်ပလီပင်လယ်ပြင်မှာဆက်လက်ရှိနေတုံးပါပဲတဲ့ဗျာမုန်တိုင်းတလုံးလေဖိအားနဲ့ရန်ဝင်ဖြစ်လာပြီဆိုရင်မုန်တိုင်းရွေလျားရလမ်းကြောင်းရဲ့ညာဘက်ချမ်းမှာရှိတဲ့မြန်မာနိုင်ငံမှာမုန်တိုင်းလေဖိအားနဲ့ရန်ဝင်အရှိန်ကတော်တော်လေးကိုတက်ရောက်မှုရှိမယ်ဆိုပြီးတော့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါရယ်မေလ14-15ရက်နေ့မှာမေလ19-20ရက်တွေထိမြန်မာနိုင်ငံအနှံ့အပြားမှာတော်တော်လေးကိုနေရာကျကျမှနေရာစိတ်စိတ်မိုးကြီးနိုင်မယ်ဆိုပြီးတော့ပြောပါရယ်အထူးသဖြင့်တော့ LOAA GFS မော်ဒယ်ကမ်းမှန်းချက်အရတဲ့15ရက်နေ့မှာရန်ကုန်မှာမိုးအလုံးများပါမယ်24နာရီတွင်မိုးရေချိန်9လက်မှတ်တောင်ကျော်မယ်ဆိုပြီးတော့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါရယ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ထူးခြားမိုးလေဝသအခြေအနေတွေကြောင့်မန္တလေးတိုင်းအတွင်းမှာဒေသအချို့ဖြစ်တဲ့ပကံညောင်ဦးမြင်းချမ်းကြောက်ပတောင်းနဲ့စကိုင်းတိုင်းအတွင်းမှာမုံရွာပကုတ်ကူရေစကြိုချောင်းဦးစတဲ့ဒေသမှာပါကျန်ဒေသအားလုံးမှာမေလ13ရက်နေ့မှာမေလ19ရက်နေ့အတွင်းမိုးရွာနိုင်ခြေကတော်တော်လေးကိုများကြောင်းမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကရေးပေါ်ပဲအသိပေးလာခဲ့တာပဲဖြစ်ပါရယ်ဗျာ